မင်္ဂလာပါမိတ်ဆွေတို့ရေရန်စန်းနဲ့ရေစရာကောင်းတဲ့ကာတွန်းတွေကိုတင်ပေးမဲ့မင်းကျူ channel မှာကြိုဆိုပါရစေဒီ channel မှာတော့ရန်စန်းကစားပွဲတွေရုပ်ပြကာတွန်းလေးတွေရေစရာကောင်းတဲ့ဇလန်းတိုလေးတွေကိုအပတ်စဉ်တင်ဆက်သွားမှာဖြစ်ပါတယ်မင်းမသွားနဲ့နော် like တစ်ချက် subscribe နဲ့ notification bell ကိုနှုတ်ထားပြီးနောက်ထပ်ဗီဒီယိုအသစ်တွေကိုအချိန်မီကြည့်လို့ရအောင်လုပ်ထားလိုက်ပါနော်ကျေးဇူးတင်ပါတယ်အခုချိန်ကစားပြီးကာတွန်းလောကနဲ့မြန်စမ်းတွေကိုအတူတူစတင်ကြရအောင်ကလေးတို့ရေတခါတုန်းကစက်သားအမိနှစ်ကောင်ရှိတယ်ဒီနေ့တော့သူတို့သားအမိဟာမုံလို့စားဖို့ပြင်ဆင်နေကြတယ်ကွယ်ဘာမုံလို့စားကြမလဲအေးမုံပြားတလက်လေးလှုပ်စားရင်ကောင်းမယ်ထင်တယ်ကောင်းတယ်မေမေသမီးချင်းသွားခွေလိုက်အောင်မယ်ဒီလိုနဲ့မာကျက်မလေးဟာတောရဲကိုထင်းကောက်ထွက်ခဲ့တာပေါ့ဒီအချိန်မှာတောရဲကမြေခွေးကြီးထွက်လာပြီးမာကျက်မလေးကိုမေးတဲ့ဟေးကြက်ပေါက်လေးဘာတွေလုပ်နေတာလဲမလေးဒီဝေါ်ကြီးလမ်းသွားလို့ပါကိုမြေခွေးမုံလို့စားဖို့ထင်းလာကောက်တာပါဟုတ်ပြီလေညရောက်ငါလာခဲ့မယ်ငါအတွက်ပို့လုပ်ထားလိုက်မေမေညရောက်ရင်မြေခွေးကြီးကလာမယ်တဲ့မုံလာစားမလို့တဲ့ဟုတ်လားငါမြေခွေးကြီးကိုအရန်ကြောက်တယ်ဘယ်လိုလုပ်ရမလဲညရောက်တော့မြေခွေးကြီးဟာပုလေမှုတ်ပြီးခြံထဲဝင်လာပါရောမေမေမြေခွေးကြီးလာနေပြီဟင်းသမီးရေမြေအိုးတဲ့အမြန်ဝင်ပုံးတော့မာကျက်မတို့သားအမိဟာမြေအိုးရဲပုံးနေတော့မာကျက်မလေးဟာဤပေါက်ချင်လာပါလေရောသမီးဤပေါက်ချင်နေမေမေဟာမဖြစ်ဘူးသမီးမြေခွေးကြီးကြားသွားလိမ့်မယ်သမီးမအောင်နိုင်တော့ဘူးအမလေးကြောက်ပါပြီကြနောက်မလာတော့ပါဘူးမြေခွေးဟာအရန်ထိတ်လန့်ပြီးထွက်ပြေးရင်းနဲ့ခြံစည်းရိုးမှာခွေးဦးနှလုံးချစ်ကြံခဲ့တဲ့ကွယ်ဟာသွားပါပြီချိတ်ကြံခဲ့ပြီမာကျက်မတို့သားအမိဟာမြေခွေးရဲ့ခွေးဦးနှလုံးကိုပျော်ပျော်ကြီးကြော်စားလိုက်တဲ့ကွယ်စားကောင်းလိုက်တာမင်းလေးကလေးတို့ရေပုံပြင်လေးကတော့ဒါပါပဲကွယ်ကလေးတို့ကရောမာကျက်မလေးနဲ့အတူခွေးဦးကြော်လေးစားကြင်ကြလားဒီပုံပြင်လေးကိုကြည့်ရှုပြီးကြိုက်နေတတ်တယ်ဆိုရင် like in ဆက်ဆက်ခရိုက်လေးပေးခဲ့ပါအောင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင် channel လေးကိုဆက်ခရိုက်လုပ်ပြီးနောက်လာမယ့်ဗီဒီယိုလေးတွေကိုလည်းစောင့်မျှော်အားပေးကြပါအောင်